ပြီးခဲ့တဲ့ဘိုင်းမှာဒေါ်တန်ကမြားသုံးချောင်းမှန်ပြီးဘရင်ဝပိုရဲ့လူတွေဖမ်းတာကိုခံခဲ့ရပါတယ်။ဝပိုကနတ်ဆိုးတည်တည်ဆွမ်းအားရသွားလို့သူ့တိုင်းပြည်ကိုပြန်လာသိမ်းတာဖြစ်ပါတယ်။ဝပိုကလှန်တစ်ချောင်းကိုစားလိုက်တဲ့အချိန်သူ့လက်ကလှန်တစ်ချောင်းလိုပြောင်းလဲသွားပါတယ်။ဒေါ်တန်ကလည်းနတ်ဆိုးတည်တည်စားထားသူမို့နွားကြီးတစ်ကောင်လိုပုံစံပြောင်းလိုက်ပါတယ်။သူ့ရဲ့ outside fruit ကလူပုံနဲ့နွားရိုင်းပုံစံအပြင်လူနဲ့နွားပေါင်းဆက်ထားတဲ့ပုံမှာပြောင်းလို့ရပါတယ်။ဒါပေမဲ့ဝပိုကလှန်နဲ့ထိုးတာကိုခံလိုက်ရလို့လဲကျသွားပါတယ်။ဆရာဝန်20ရဲ့နောက်လိုက်ခွေးနှစ်ကောင်ရဲ့နဲ့တိုင်းပြည်ကိုပြန်မသိမ်းနိုင်ဘူးလို့ဒေါ်တန်ကပြောလိုက်ပေမဲ့ဝပိုစားပြီးပြန်ထုတ်လိုက်တဲ့စစ်သားတွေနဲ့ဆိုရင်တော့သိမ်းနိုင်လောက်ပါတယ်။တစ်ဖက်မှာ Miss Olsen က Vivi နဲ့တွေ့နေပါတယ်။ဝပိုကို match fruit ပေးလိုက်ကြောင်းလည်းပြောပြပါတယ်။ match fruit ကစားလိုက်သမျှကိုဘိုက်ထဲမှာစက်ယုံကြီးတစ်ခုလိုပေါင်းဆက်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ Miss Olsen ကခုလိုပြောပြတာစေရနာထားလို့တော့မဟုတ်ပဲ Vivi နဲ့ကောက်ရိုးထုတ်အဖွဲ့သားတွေဝပိုကိုတားနိုင်မလားသိချင်လို့ဖြစ်ပါတယ်။အဲ့ချိန်မှာစစ်သားနဲ့လက်နက်တွေပေါင်းဆက်ထားတဲ့မိစ္ဆာစစ်တပ်ကြီးကချီတက်လာပါတယ်။ Vivi ကဝပိုရဲ့စစ်တပ်မှန်းသိထားပြီးမို့သူတို့ကြီးပဲရင်မဆိုင်နိုင်မှန်းသိလို့လူဖီတို့ကိုတောက်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Zoro နဲ့ Usopp တို့ကတော့ဒီတစ်ခါလဲပြည်သူတွေကိုကာကွယ်ဖို့နေခဲ့ရပြန်ပါတယ်။ဒါမျိုးတွေဖြစ်လာမယ်ဆိုတာကြိုတွေးထားပြီးသား Usopp ကတောင်ပေါ်ကိုအမြန်တက်နိုင်မဲ့ပစ္စည်းတစ်ခုကိုတီထွင်ထားပါတယ်။ချိန်နဲ့အပေါ်ကိုလှမ်းကုပ်ပြီးတက်နိုင်တဲ့ပစ္စည်းဖြစ်တာကြောင့် Vivi ကလူဖီတို့လောက်မခက်ခဲပဲအပေါ်ရောက်သွားပါတယ်။အဲ့ချိန်မှာနေကောင်းကစားနာမီကိုစန်းကြီးကဟင်းကောင်းကောင်းချက်ကျွေးနေပါတယ်။စန်းကြီးငယ်ငယ်ကအမေဖြစ်သူကြောင့်ဟင်းချက်တက်လာတာဖြစ်ပါတယ်။အမေတင်ပေးလို့တော့မဟုတ်ပဲအမြဲတမ်းဖျားနာနေတဲ့အမေကိုဟင်းမျိုးစုံချက်ကျွေးရင်းချက်တက်သွားတာပါ။အစပိုင်းမကောင်းမကန်းတွေကိုတော့အမေကကောင်းကောင်းစားပြီးချီကျူးပေးခဲ့ပါတယ်။စန်းကြီးကပိုပိုကောင်းအောင်စူးစမ်းချက်ပြုတ်ခဲ့လို့ဟင်းချက်ပိုကောင်းလာပေမဲ့သူ့အမေရဲ့ယောဂကတော့ပိုပဲဆိုးလာခဲ့ပါတယ်။အမေဖြစ်သူဆုံးမသွားပြီးနောက်မှာတော့စန်းကြီးလည်းအရန်တော်တဲ့စပုံမှုတစ်ယောက်ဖြစ်လာပါတယ်။အဲ့ချိန်မဲ့ Vivi ရောက်လာပြီးပြောပြလို့လူဖီတို့တစ်ဖွဲ့လုံးအဖြစ်မှန်တွေကိုတီးသွားကြပါတယ်။လူဖီကပြန်တိုက်ခိုက်ဖို့လုပ်ပေမဲ့ဒေါက်ထရင်းကတော့ချော်ပါနဲ့အတူထွက်ပြေးဖို့ပြင်ပါတယ်။အရင်တည်းကရုံမာခဲ့တဲ့ဝပိုကမိစ္ဆာတီအစွမ်းနဲ့ဆိုပိုတော်ရုံမာနေမှာမို့ဒေါက်ထရင်းကထွက်သွားဖို့လုပ်ပေမဲ့ချော်ပါကတော့တိုက်ပွဲအတွင်းမှာဒုက္ခရောက်နေတဲ့လူတွေကိုကူညီဖို့ဒီမှာပဲဆက်နေကြပါတယ်။ဒေါက်ထရင်းလည်းမလိုက်ချင်တဲ့ချော်ပါကိုတေးဖို့နေခဲ့တော့လို့ပြောပြီးထွက်သွားပါတယ်။ကျန်တဲ့သူတွေကဝပိုကိုတိုက်ခိုက်ဖို့အစွမ်းကုန်ပြင်ဆင်ကြပါတယ်။တစ်ဖက်မှာဇိုရိုတို့ကလည်းပြည်သူတွေကိုလုံခြုံတဲ့နေရာစီပြောင်းရွှေ့ခိုင်းပါတယ်။ဒေါက်ထရင်းကထွက်ပြေးရင်းနဲ့ဒဏ်ရာတွေကြောင့်တေတော့မဲ့ဒေါ်တန်ကိုတွေ့လိုက်ရပါတယ်။ဒဏ်ရာတွေနဲ့တောင်တိုက်ခိုက်ဖို့သွားနေတဲ့ဒေါ်တန်လဲကျသွားတော့ဒေါက်ထရင်းလည်းမနေနိုင်တော့ပဲစိတ်ကူပေးလိုက်ပါတယ်။တစ်ဖက်မှာလူဖီကဝပိုကိုတိုက်ခိုက်ဖို့အစားအသောက်တွေအရှာထည့်နေပါတယ်။အပြင်မှာအရန်အေးလို့နာမီအနှွေးတွေကိုယူဝစ်ထားတော့အဲ့ဒီအနှွေးတွေတစ်ခုခုဖြစ်ရင်နာမီတက်လိမ့်မယ်လို့ Vivi ကသတိပေးပါတယ်။လူဖီတို့တောင်မသွားရသေးခင်မှာဝပိုကသူတို့စီတန်တန်မန်မန်ရှောက်လာပါတယ်။လူဖီကဝင်လာတဲ့တန်ပါစက်နဲ့ကောင်ကိုမသိလို့ဘသူလဲဆိုတာ Vivi ကိုပြန်မေးနေရပါတယ်။ဝပိုမှန်သိတော့ဝပိုပြောတာတောင်ဆုံးအောင်နားမထောင်ပဲအကျော်လျှော်နေပါတယ်။ Vivi ကလည်းသူ့အဖေနဲ့အစည်းအဝေးတုန်းကလိုတန်တမန်ရေးရာကျင့်ဝတ်တွေစောင့်ထိန်မနေပဲစစ်နဲ့တိုက်ယူဖို့အသင့်ဖြစ်နေပါတယ်။ Vivi ကဝပိုကိုထိုးကျင်လို့ကိုတစ်ချက်ထိုးလိုက်ပါတယ်။ဝပိုကလက်နက်တွေထုတ်တော့လူဖီက Vivi ကိုပြန်ဆွဲလိုက်ပါတယ်။တောင်းမှလည်းဝပိုစက်ယုံကထုတ်တဲ့တကူလုံးလက်နက်အပြည့်နဲ့မိစ္ဆာတွေတောင်းချမ်းနေပါတယ်။မိစ္ဆာစစ်တပ်ကို Zoro, Usopp နဲ့ပြည်သူတွေကခုခံတိုက်ခိုက်နေကြပါတယ်။ဓာတ်နဲ့ထိုးမီးနဲ့ပစ်ပေမဲ့မိစ္ဆာတွေကမတည်နိုင်တဲ့ကောင်တွေမို့ Zoro တို့ပဲခံနေရပါတယ်။တစ်ဖက်မှာစန်းကြီးနဲ့ချော်ပါတို့ကနာမီကိုတောက်ခေါ်ကြပါတယ်။ဆေးထက်ချိတ်ဖို့လိုတာကြောင့်ချော်ပါကဆေးလဲပေးပေမဲ့စန်းကြီးကချော်ပါလောက်တာပိုဆိုးနေပြီလို့ complaint တက်နေပါတယ်။ဆရာဝန်လားဟင်းချက်ဆရာလားတော့မတဲကွဲဘူးလို့ပြောတော့ချော်ပါစိတ်တူပြီးမိစ္ဆာပုံစံပြောင်းလိုက်ပါတယ်။အဲ့တော့မှစန်းကြီးလည်းငြိမ်နေလိုက်ပါတယ်။အဲ့ချိန်မဲ့ဝပိုလာအောက်ကတိုက်ခိုက်ရေးသမား2ယောက်ရှောက်လာပါတယ်။ကြားရောက်ချင်းမြားနဲ့ပြစ်လို့ချော်ပါကခရင်နဲ့ကာလိုက်ပါတယ်။2ယောက်စီတိုက်ခိုက်နေတော့လူဖီကလည်းဝပိုလက်ကအမြောက်ကိုရှောင်နေရပါတယ်။ဓာတ်နဲ့လိုက်ခုတ်တော့နာမီရဲ့အနှွေးတွေပြဲသွားပါတယ်။လူဖီကဝပိုကိုမကြောက်ပေမဲ့နာမီကိုတော့တော်တော်ကြောက်နေပါတယ်။ဝပိုကသူ့ကိုမခံလေးစားလုပ်နေတဲ့လူဖီကိုဒေါသထွက်နေပါတယ်။စန်းကြီးရဲ့ရန်သူကသူ့စပင်တွေနဲ့ထိသမျှကတ်ကုံလို့စန်းကြီးလှုပ်မရဖြစ်နေပါတယ်။ဝပိုကဗစက်ထဲကအမြောက်နဲ့လူဖီကိုပြစ်တော့လူဖီကသူ့လက်တွေနဲ့ဆွဲပိတ်ထားပါတယ်။လူဖီတယောက်တည်းမနိုင်ဖြစ်နေလို့ Vivi ပါကူပိတ်ပြီးတော့ပြစ်လိုက်တဲ့အမြောက်ကဗစက်ထဲမှာတော့ပောက်ကွဲသွားပါတယ်။တစ်ဖက်မှာစန်းကြီးနဲ့ချော်ပါတို့ကအတိုင်အဖောက်မညီပဲဗယံပရာတွေတိုက်ခိုက်နေလို့2ယောက်လုံးစပင်တွေနဲ့ကတ်နေကြပါတယ်။ခွာမရဖြစ်နေတော့မီးမြားနဲ့ပြစ်လိုက်တော့ချော်ပါကကတ်နေတဲ့နေရာကိုမီးမြားမအောင်လှုပ်လိုက်လို့ပြန်ကွာသွားပါတယ်။တကောင်ကိုချော်ပါကဖန်ထားပြီးစန်းကြီးရဲ့ပါတီစပွဲဝိုင်းကန်ချက်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့နည်းနည်းတက်တာသွားတဲ့ဒေါ်တန်ကဝပိုရဲ့မိစ္ဆာစစ်တပ်ကိုလာကူတိုက်ပေးနေပါတယ်။ဒေါက်ထရင်းကပါတနက်တလက်နဲ့ရှောက်လာပါတယ်။သူတို့ဘက်ကအင်အားများပေမဲ့မတည်နိုင်တဲ့မိစ္ဆာတပ်ကိုတော့အနိုင်ယူဖို့ခက်ခဲနေပါတယ်။တစ်ဖက်မှာတော့လူဖီတို့ကဝပိုကိုနိုင်သွားပြီးထင်ပေမဲ့ဝပိုကပြန်ထားလာပါတယ်။စိတ်တူနေတဲ့ဝပိုကတစ်ဖွဲ့လုံးကိုတတ်မယ်လို့ကြုံသွားလိုက်ပါတယ်
သူ့နန်းတော်ထဲမှာလွှင့်ထားတဲ့ကြက်တည်မရှိတဲ့ပင်လယ်ဓမြအလံကနေစဖြတ်စီမယ်လို့ပြောပြီးအလံကိုလက်ကအမြောက်နဲ့ပစ်လိုက်ပါတယ်ချော်ပါတံမိုးထားရတဲ့အလံမို့လူဖီကအမြောက်ကိုချောင်းဝင်ခံပေးလိုက်ပါတယ်ဝါပိုအတွက်တော့လူဖီကအဝိစုပ်တစ်ခုအတွက်နဲ့အသေးခံရလောက်အောင်အားရလှောင်စရာကောင်းပေမဲ့ရာဘာလူသားလူဖီကမသေးတဲ့အပြင်ပင်လယ်ဓမြအလံဆိုတာယုံကြည်မှုရဲ့သင်္ကေတပဲလို့ပြောပြီးဝါပိုကိုရာဘာလက်သီးနဲ့ထိုးလိုက်ပါတယ်ဝါပိုကရွှေရီဓာတ်တွေနဲ့ပြန်ခုတ်တော့လူဖီကိုဗီဗီတို့ကလှမ်းဆွဲပေးထားပါတယ်အခွင့်အရေးရသွားတဲ့လူဖီကသူနဲ့ဆန်ကြီးလေ့ကျင့်ထားတဲ့ပူပေါင်းတိုက်ကွက်ဖြစ်တဲ့လေဟုန်စီးတိုက်ကွက်နဲ့ဝါပိုကိုတမိုင်လောက်လွင်သွားအောင်တိုက်ထုတ်လိုက်ပါတယ်ဝါပိုပျောက်သွားတာနဲ့သူဖန်တီးထားတဲ့မိစ္ဆာတွေလည်းတာမန်လူတွေပြန်ဖြစ်ကုန်ပါတယ်ဒေါက်ထရင်းကအဖမ်းခံထားရတဲ့ဆရာဝန်အယောက်20ကိုလှုပ်ပေးလိုက်ပြီးဒဏ်ရာရတဲ့လူတွေကိုကုဖို့တာဝန်ပေးလိုက်ပါတယ်။ဦးဆော့တို့ပါလူဖီတို့စီရောက်လာတော့ချော်ပါဆိုတဲ့ချစ်စရာကောင်းလေးကိုသဘောကျနေပါတယ်။ဒေါ်တန်ကသူတို့ရဲ့ပျက်စီးနေတဲ့နိုင်ငံကြီးကိုကယ်တင်ပေးခဲ့လို့လူဖီတို့ကိုကျေးဇူးတင်စကားပြောပါတယ်။လူဖီကတော့ထုံးစံအတိုင်းအဲ့လိုကိစ္စတွေကိုခေါင်းနဲ့မထားပဲချော်ပါကိုသူ့အဖွဲ့ထဲဝင်ဖို့ခေါ်ပါတယ်။ချော်ပါကလည်းပင်လယ်ထဲရွှက်လွှင့်ခြင်းပဲမဲ့သူကတမင်ဖြစ်နေတာနှာခေါင်းပြနေတာဂျိုရီနဲ့မိစ္ဆာဖြစ်နေတာကြောင့်တိမ်ငယ်ပြီးမလိုက်ရဲဖြစ်နေပါတယ်။လူဖီကပါဇက်ပိတ်ပြီးငါတို့နဲ့သာလိုက်ခဲ့လို့အကျယ်ကြီးអော်လိုက်တော့မှချော်ပါကမျက်ရည်တွေကျလာတဲ့အထိဝမ်းသာသွားပါတယ်။ချော်ပါကဒေါက်ထရင်းကိုသူ့လူဖီတို့နဲ့လိုက်သွားတော့မယ့်အကြောင်းပြောပြပါတယ်။ဒေါက်ထရင်းကတော့သဘောမတူပဲအလကားနေရင်မျက်ရည်ကျနေတတ်တဲ့သမီးလေးကအန်နီရများတဲ့ပင်လယ်ထဲမှာအသက်မရှင်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ချော်ပါကအလျှော့မပေးပဲခုချိန်ထိဒေါက်ထရင်းတင်ပြဆောင်းလျှောက်ပေးခဲ့သမျှအတွက်ကျေးဇူးတင်ပေမဲ့သူ့လက်ယောက်ျားတစ်ယောက်ပဲမို့သူ့အိမ်မက်နောက်လိုက်မယ်လို့တင်းတင်းရင်ပြောပြီးထွက်သွားပါတယ်။ချော်ပါကသူ့ဆွဲတဲ့ဆိုဖာလဲကိုသွားယူလာပြီးလူဖီတို့ကိုတက်ခိုင်းပါတယ်။ကောက်ရိုးအထုပ်ဖွဲ့သားတွေကကေဘယ်ကျိုးကနေဆိုဖာလဲနဲ့တောင်အောင်ကိုပြန်ဆင်းကြပါတယ်။သင်္ဘောပေါ်ရောက်တော့အိမ်နဲ့ခွဲရတဲ့ချော်ပါကဝမ်းနေနေပါတယ်။အဲ့ဒီခံစားချက်ကိုကောင်းကောင်းကြီးနားလည်တဲ့ဦးစော့ကနှစ်သိမ့်ပေးပါတယ်။ဒေါက်ထရင်းကသူ့အိမ်အပြင်တန်မိုးကြီးဆေးလုံးတွေပါဆိုဖာပေါ်မှာထည့်ပေးလိုက်ပါတယ်။တကယ်တော့ဒေါက်ထရင်းကသူသာဝမ်းနေပြနေရင်ချော်ပါစိတ်မကောင်းဖြစ်ပြီးထွက်မသွားတော့မှမျိုးမဖြစ်စေချင်လို့အသေးမှာပြလိုက်တာဖြစ်ပါတယ်။ဒေါက်ထရင်းကရဲတိုက်ရဲ့အမြင့်ဆုံးမျှော်စင်မော်ကိုတက်ပြီးဒေါက်တာဟီရီလုရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ပြင်ဆင်ပါတယ်။ဒေါက်တာဟီရီလုတီထွင်ခဲ့တဲ့ပန်းရောင်မှုန်လေးတွေကိုဒေါ်တန်နဲ့အတူအမြောက်ထဲထည့်ပြီးပြစ်လိုက်ပါတယ်။ပန်းရောင်မှုန်လေးတွေကမိုးသားတိမ်တိုက်တွေနဲ့ထပ်ပြူသွားပြီးနှင်းပွင့်တွေကိုချယ်ရီပန်းပွင့်ချက်လေးတွေလိုပန်းရောင်ပြောင်းသွားစေပါတယ်။တောင်ပေါ်ကတိမ်တွေကလည်းလင်းဝင်းလာလို့ချယ်ရီပင်ကြီးတစ်ပင်နဲ့တူနေပါတယ်။တကယ်တော့ချမ်းသာတဲ့ပင်လယ်ဓမြကြီးချယ်ရီပန်းပင်တွေကိုမြင်တော့ကုမရတဲ့နှလုံးရောဂါပျောက်သွားတယ်ဆိုတဲ့ဇာတ်လမ်းဟာဒေါက်တာဟီရီလုကိုရိုင်းရဲ့ဇာတ်လမ်းဖြစ်ပါတယ်။ခုဆိုရင်သူ့အိမ်မက်အတိုင်းဒရမ်တိုင်းပြည်ပေါ်ကြွေကြနေတဲ့ချယ်ရီပန်းလေးတွေကပြည်သူအလုံးရဲ့စိတ်ကိုကူစားပေးလိုက်လို့အားလုံးကမျှော်လင့်ချက်အသစ်တွေပြန်မွေးဖွာလာကြပါတယ်။အရန်လာတဲ့ချယ်ရီပွင့်တွေကဒီတိုင်းပြည်ကပြည်သူတွေရဲ့စိတ်တွေကိုလည်းပြန်လည်ကူစားပေးနိုင်လိုက်ပါတယ်။ဒီမြင်ကွင်းကြောင့်ချော်ပါကဝမ်းနဲ့ဝမ်းသာနဲ့မျက်ရည်တွေကျနေပြန်ပါတယ်။ဒေါက်ထရင်းကလည်းသူမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ဒေါက်တာဟီရီလုရဲ့အိမ်မက်ကတကယ်ဖြစ်လာလို့အံ့ဩနေပါတယ်။နောက်ထပ်အံ့ဩနေတာတစ်ခုကတော့ဂိုးဒီရောဂျာနဲ့တူလွန်တဲ့ပင်လယ်ဓမြလေးတစ်ယောက်ကိုဖြစ်ပါတယ်။ပင်လယ်ဓမြဘုရင်ကြီးဂိုးရောဂျာရဲ့နာမည်ရင်းကဂိုးဒီရောဂျာဆိုတာကိုဒီနေ့ခေတ်ကဘယ်သူမှမသိကြပေမဲ့အသက်130ကျော်ဒေါက်ထရင်းကတော့ကောင်းကောင်းကြီးမှတ်မိနေပါတယ်။နောက်နေ့မှာတော့ကောက်ရိုးအထုပ်ဖွဲ့သားတွေကအဖွဲ့ဝင်တွေကိုကြိုးစိုးပွဲလုပ်ကြပါတယ်။ချော်ပါလည်းတစ်ခါမှမပြောဘူးတဲ့အပျော်မျိုးနဲ့ပျော်နေပါတယ်။သူတို့ရဲ့နောက်အစီအစဉ်ကတော့အာလာဘက်စတာကိုသွားပြီး VV အတွက် Broadcast အဖွဲ့ကိုနှိမ်နင်းမှုဖြစ်ပါတယ်။ Broadcast ရဲ့ခေါင်းဆောင်ကြီး Mr. Zero ကလည်းဝါပိုရဲ့ကြာရှုံးမှုကိုကြားတော့ကောက်ရိုးအထုပ်အဖွဲ့ကိုအာရုံစိုက်မိသွားပါတယ်။စုငွေတောင်ပယ်ဖြတ်ခံထားရလောက်အောင်အရှိန်အဝါကြီးတဲ့ Mr. Zero ရဲ့နာမည်ရင်းကစ Crocodile လို့ခေါ်ပါတယ်။ဒါကတော့ One Piece Season 2အပိုင်း8စက်သိမ်းပိုင်းပဲဖြစ်ပါတယ်။